ကဲအောက်ဆောင်အောက်လိုက်ကွာတဲ့ဒီနေ့ဝင်းမြပေးခြင်းနဲ့အနောက်ပိုကင်းစကားကကြတော့ဗောနော်ဒီပိုဆိုတဲ့စကားနော်ဗမာစကားပိုဆိုတဲ့မြန်မာစကားကိုကျမတို့ကကရင်လိုစကားပြောတဲ့အခါမှာဆူရှီထက်ထက်ပြောတယ်ဗောနော်အဲ့ဒီလိုမျိုးထက်ထက်ပြောတဲ့ဟာကိုကရင်လိုမျိုးဗောနော်ပြပြတဘလိုမျိုးပြန်ပြောမလဲဆိုတာကိုအခုဝင်းမြပေးမယ်ဗောနော်ပိုဆိုတာအနောက်ပိုကင်းလို့ဆိုရင်တော့နှကင်ကုန်းနှနဲ့တွားပြီးတော့မှတူတယ်ပေါ့နော်ကဲအဲ့ဒါဆိုစလိုက်မယ်ဓမ္မဥစုံအနေနဲ့ပိုသေးချာတယ်ဆိုရင်အနောက်ပိုကင်းလို့ကထီဆနှလို့ပြောမယ်ပေါ့နော်ထီဆဆိုတာကတေချာတယ်နှဆိုတာကပိုတာကိုပြောတာထီဆနှပိုအတိတ်ပဲအောင်အတိတ်ပဲပိုအောင်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အခောက်ပြောင်းအောင်နှအခောက်ပြောင်းအောင်နှပေါ့နော်ပြီးသွားလို့ရှိရင်ပိုလာတယ်ဆိုလို့ရှိရင်ပိုခီးလို့ပြောကြတယ်မလားအဲ့ဒါကိုအနောက်ပိုကင်းလို့ပြပြတတ်ပြပြောမယ်ဆိုရင်ခီနာအဝိနော်ခီနာကစိတ်အဲ့လိုပုံစံမျိုးပေါ့နော်သူကပိုလာတယ်ပေါ့ကဲနောက်တော့ပိုထူတယ်ဆိုရင်ပိုဒဲလို့ပြောတယ်မလားအဲ့ဒါကိုကရင်လိုပြပြတတ်ပြန်ပြောမယ်ဆိုရင်ဒဲနာပေါ့နော်ပိုထူတယ်ဒဲဆိုတာကထူတာเนาะနောက်တစ်ခုကကျတော့ကုံဆောင်တာကိုလည်းဒဲလို့ပြောတယ်เนาะကဲနောက်တော့ပိုတန်တယ်ဆိုရင်အနိဗ္ဗာန်เนาะဈေးပိုတန်တယ်ပေါ့เนาะနောက်တစ်ခုကကျတော့ပိုရုပ်ဆိုရဲဆိုရင်ပိုခူခလို့ပြောတယ်လေခူခဆိုတာကရုပ်ဆိုရဲပိုခူခလို့ပြောကြတယ်မလားအဲ့ဒါကိုအနောက်ပိုကင်းလို့ပြတတ်ပြန်ပြောမယ်ဆိုရင်ခူခနာเนาะအဲ့လိုမျိုးပြောမယ်ပြီးသွားလို့ရှိရင်ပိုကောင်းတယ်အရာသာပိုကောင်းတယ်ဆိုရင်ပိုဦလို့ပြောတယ်เนาะပိုဦလို့ပြောကြတယ်မလားတကယ်မှဆိုပိုကကရင်စကားမဟုတ်ဘူးအဲ့ဒါကိုကရင်လိုပဲပြတတ်ပြန်ပြောချင်တယ်ဆိုရင်တော့ဦနာเนาะနောက်တော့ပိုချိုရဲဆိုရင်ပိုဆာလို့ပြောကြတယ်မလားအဲ့ဒါကိုဆာနာလို့ပြန်ပြောမယ်ပြီးသွားလို့ရှိရင်ပိုရှည်တယ်ဆိုရင်ပိုထောင်လို့ပြောကြတယ်မလားအဲ့ဒါကိုထောင်နာလို့ပြန်ပြောမယ်နောက်တော့ပိုတိုရဲဆိုရင်ပိုဖူလို့ပြောတယ်မလားအဲ့ဒါကိုဖူနာလို့ပြောမယ်ဖူနာเนาะနောက်တော့ပိုနှုတ်တယ်ဆိုရင်ပိုဘန်လို့ပြောကြတယ်မလားအဲ့ဒါကိုဘန်နာလို့ပြန်ပြောမယ်เนาะဘန်နာเนาะအဝေနော်ဘန်နာကစိတ်ဒါကအယောနော်ဘန်နာကစိတ်ဒါကပိုနှုတ်တယ်ပေါ့နော်ကဲပြီးတော့ရှိရင်ပိုရင့်တယ်ဆိုရင်ပိုရှာလို့ပြောကြတယ်မလားအဲ့ဒါကိုအနောက်ပိုကင်းလို့ရှာနာနော်အဝေနော်ရှာနာကစိတ်ဆိုရင်သူကပိုရင့်တယ်သူကရုပ်ပိုရင့်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ကဲအဲ့ဒါဆိုရင်ပိုနေရာမှာနှကိုထည့်ပြောမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ် Listen